စီချက်ခောက်ဆွဲဆိုရင်လေကာဘိုဟိုက်ဒရိတ်တွေကလည်းများတယ်စီတွေလည်းများတယ်ဆိုပြီးတော့ဝိတ်တက်တယ်လို့ပဲအမြဲတမ်းထင်နေခဲ့ကြတာပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့စနီကကယ်လိုရီအနည်းဆုံးနဲ့စီချက်ခောက်ဆွဲစားလို့ရအောင်လုပ်ပြပေးမှာနော်စနီကတော့ကြက်ဥခောက်ဆွဲကြောက်50 gram တပြားသုံးထားပါတယ်ရှင်အရင်ဦးဆုံးကြက်သားပြုတ်မယ်ပေါ့နော်ကြက်သားကိုတော့မိမိစားနိုင်တဲ့လောက်ထည့်လို့ရပါတယ်စနီရဲ့ကယ်လိုရီပေါင်တွင်ကနေပဲစားနေရဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်သတ်မှတ်ချက်နဲ့ကိုပဲထည့်တာပါကြက်သားညီနဲ့လေးထိန်းဖို့အတွက်ကြက်သွန်ဖြူနဲ့ချင်းလေးတွေထည့်ပြီးတော့ပြုတ်ပေးမယ်ပေါ့နော်ချင်းကိုတော့စနီကအိမ်မှာထောင်းမိသားရှိရဲ့အတွက်ကြောင့်မလို့ထောင်းမိသားလေးထည့်လိုက်တယ်ပေါ့နော်ချင်းပြားလေးတွေရှိရင်လည်းချင်းပြားလေးတွေထည့်တာပိုပြီးကောင်းပါတယ်ကြက်သားပြုတ်ထားတော့မှစီချက်လေးချက်မယ်ပေါ့နော်စီကိုထမင်းစားစုံးနဲ့နှစ်စုံမဲ့ထည့်ပါတယ်ပြီးရင်တော့နှုတ်ဆင်းထားတဲ့ကြက်သွန်ဖြူဆယ်မွာခန့်ကိုထည့်ပြီးတော့စီတက်ပေးလိုက်ပါတယ်နော်ကြက်သွန်ဖြူလေးတွေကိုရှေဝါရောင်တန်းတဲ့အထိပဲကြော်ပေးပါနော်ညိုတဲ့အထိကြော်မိသွားလို့ရှိရင်စီရဲ့အပူချိန်ကျန်နေတတ်တာဖြစ်ပြီးတော့မဲသွားတတ်ပါတယ်15မိနစ်လောက်ပြုတ်ပြီးသွားတဲ့အခါမှာကြက်သားလေးကကြက်ပြီးပေါ့နော်ကြက်ပြုတ်ယူတော့စနီကသုံးမပြစ်ပါဘူးနော်ပြန်သုံးပါပါဖြုတ်ထားပြီးသားကြက်သားလေးကိုအခုလိုမျိုးအမြင်လေးတွေလုပ်ပြီးတော့အရသာသွင်းပါမယ်အရသာအတွက်ကိုတော့ညှိနှံထင်းအောင်လို့စနီကငရုတ်ကောင်းမှုလေးနည်းနည်းထည့်တယ်ပဲငယ်မြာကြီးအကျဲထမင်းစားစုံးနဲ့တစွန်းထည့်ပါတယ်ပြီးရင်တော့စားလေးပီစီလေးထည့်ပြီးတော့နှက်စအောင်နေပေးထားလိုက်ပါမယ်နော်ဒီကြက်သားမြင်လေးကလေဒီတိုင်းလှုပ်ထားပြီးသွားလို့ရှိရင်စနီတို့ပမုံနဲ့ညက်စားတုတ်စားအဆင်ပြေတယ်ပေါ့နော်စီချက်ခောက်ဆွဲတစ်မျိုးတည်းတွေမဟုတ်ဘူးကြိုက်တဲ့ခောက်ဆွဲရည်နဲ့လည်းတွဲစားလို့ရပါတယ်ကဲဒါဆိုရင်ကြက်သားမြင်လုံးကြီးလေးဆက်ပြီးကြည့်လိုက်ကြရအောင်ရတာနေပြီးသားကြက်သားမြင်လေးတွေကိုစနီကအိုးထဲမှာပြန်ပြီးတော့လှော်ပေးမယ်ပေါ့နော်ဒါမှကြက်သားမြင်လေးတွေကအပေါ်ကျော်လေးတွေတင်းပြီးတော့စားလို့ကောင်းပါပါရှင်မဟုတ်ရင်တော့ဖြုတ်ထားပြီးသားကြက်သားကြီးကပေါ့စီစီနဲ့စားလို့မကောင်းစေဘူးပေါ့နော်အခုလိုမျိုးရွှေဝါရောင်လေးတွေတန်းလာပြီဆိုရင်တော့ကြက်သားမြင်လေးတွေကရပြီပေါ့နော်ဒီကြက်သားမြင်လေးတွေကိုလေတုတ်စားရင်လည်းအဆင်ပြေသလိုပမုံနဲ့ညက်စားရင်လည်းအဆင်ပြေပါတယ်နော်စနီကကြက်သားအပြင်ကြက်ဥလေးပါစားချင်တာမို့လို့ကြက်ဥလေးတစ်လုံးကိုလည်းပြုတ်ထားပေးလိုက်ပါတယ်ဥကိုတော့ရင်းနှီးပပတ်စုမှာ9မိနစ်လောက်ပဲပြုတ်တယ်ပေါ့နော်အဲ့ဒါမှအနှစ်အယောင်ကဒီလိုအနေထားလေးရမှာပါပြီးရင်တော့စနီခောက်ဆွဲဆက်ပြုတ်ပါမယ်ခောက်ဆွဲကိုတော့လေကြက်ဥခောက်ဆွဲသုံးထားတာဖြစ်ပြီးတော့စီချက်ခောက်ဆွဲလုပ်ဖို့အတွက်တည်တံ့လာတဲ့ခောက်ဆွဲမျိုးလေးရွေးသုံးတာပို့ပြီးတော့အရသာရှိစေတယ်ပေါ့နော်ခောက်ဆွဲလေးလည်းရပြီစီချက်တွေလည်းအဆင်သင့်ဖြစ်ပြီဆိုရင်တော့စီချက်ခောက်ဆွဲလေးစလုပ်ကြပါမယ်နယ်လိုကောင်းတဲ့စလုံးတစ်ခုထဲမှာအစောကစနီကိုတိုင်းချက်ထားတဲ့ကြက်သွန်ဖြူစီချက်ထမင်းစားစုံးနဲ့တစွန်းထည့်ပါမယ်ပြီးရင်တော့ပဲငယ်မြာကြီးအကျဲကိုထမင်းစားစုံးနဲ့တစွန်းထည့်မယ်ပဲငယ်မြာကြီးအနောက်ကိုတော့အယောင်လေးလာပြီးအရသာလေးပိုလေးသွားအောင်လို့ထည့်တာဖြစ်တဲ့အတွက်ကြောင့်မလို့လက်ဖက်ရည်စွန်းနဲ့တဝက်လောက်လေးပဲစနီကထည့်ပေးထားပါတယ်စီချက်ခောက်ဆွဲအနံမွေးလေးဖြစ်အောင်လို့ငရုတ်ကောင်းလေးလည်းနည်းနည်းထည့်မယ်ဒီနေရာမှာမိမိကအရသာထပ်ထည့်ခြင်းသေးရဆိုရင်တော့ဟင်းသီးဟင်းရွက်မှုန့်နဲ့စားလေးတွေထည့်လို့ရပါတယ်စနီကအရသာပြင်းပြင်းသိမ့်မစားတတ်တဲ့ထဲပါတဲ့အတွက်ကြောင့်မလို့ဒီလောက်လေးပဲလုပ်ထားတာပေါ့နော်အစောကကြက်သားပြုတ်ထားတဲ့ကြက်ပြုတ်ရည်လေးကိုလည်းထမင်းစားစုံးနဲ့နှစ်စွန်းထည့်ပေးရပါတယ်ဒါမှခောက်ဆွဲအရသာလေးကပိုပြီးချိုလေးနဲ့စားကောင်းမှာပေါ့နော်ဒီစီချက်ခောက်ဆွဲအနှစ်ဆက်နီးလေးကစိုင်းနေမှာစားတဲ့အရသာတိုင်းတထီရတဲ့ရစီမှာနော်ဒီလိုဆော့ဆက်နီးလေးတွေသားတိထားမယ်ဆိုလို့ရှိရင်အိမ်မှာပဲစီချက်ခောက်ဆွဲကောင်းကောင်းတပွဲလှုပ်စားလို့ရပါပြီစီချက်ခောက်ဆွဲအနှစ်လေးအစင်သင်းဖြစ်ပြီးဆိုရင်တော့စနီးကခောက်ဆွဲလေးတွေထည့်ပြီးတော့နှက်ဆက်အောင်တိချလေးနဲ့ပြီးလိုက်မယ်ပေါ့နော်စီချက်ခောက်ဆွဲကိုတော့ဂေါ်ဘီချင်းကြက်သွန်ချင်းတွေနဲ့စားများတာဖြစ်ပေမဲ့လို့စနီးကကင်ချီလေးလှုပ်ထားပြီးသားအစင်သင်းရှိနေရတဲ့မို့လို့ကင်ချီလေးနဲ့တွဲစားလိုက်ပါတယ်နော်စောကကြက်ပြုတ်ရည်လေးကိုလည်းဟင်းရည်လေးအဖြစ်ငရုတ်ကောင်းလေးခက်ပြီးတော့တောက်လိုက်ပါသေးတယ်ဒီစီချက်ခောက်ဆွဲလုံနီးလေးရဲ့အနှံ့နဲ့အရသာဆိုရင်ဆိုင်မှာဝယ်စားတဲ့အတိုင်းတထီရတဲ့ထပ်တူကြပါတယ်ရှင်ဝေချနေတဲ့ချိန်မှာအားလုံးနဲ့တန်းတူစားနိုင်အောင်လို့စနီးကကယ်လိုရီနဲ့တဲ့အစားအသောက်လေးတွေအများနဲ့ချက်ပြပေးနေမှာပါစနီးရဲ့ page လေးကို like and follow လုပ်ထားပေးဖို့မမေ့ပါနဲ့နော် issue အားပေးနေရဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်